မင်္ဂလာပါဒါလေးမော်စီစာလေးမော်စီစာလေးကျွန်တော်ကျက်စိတ်မှန်းခေါ်မှာပါနော်အဲ့လိုမျိုးခေါ်ရမယ်မှန်းလေးပါဒါလေးကိုဖြတ်ထားတဲ့အားလေးကိုကျွန်တော်ဈေးချောင်ချောင်လေးနဲ့ရပြန်ရောင်းမယ်ဆိုရင်လေလက်ကီးရဖြစ်မှာကြည့်ကြည့်လိုက်ပန်းလေးတွေအဲ့ကျက်စိတ်မှန်းနေဝင်တာပေါ့နော်ပန်းလေးသူ့မှာနဲ့အပြစ်ပြောစရာမကြည့်လိုက်ဘေးမှာအသက်ခံဝါပေါ့နော်ဘေးနှခမ်းလေးပန်းလေးရတော့တော်တော်လေးလှတယ်ဈေးချောင်းလို့ဒီတိုင်းပြန်ရောက်ရင်ကျွန်တော်တို့တော်တော်လက်ကြီးဖြစ်မယ်လို့တွေးမိဝယ်ဈေးနဲ့ပါဗျာနော်ကျွန်တော်အားချက်အောင်နဲ့ရဆိုတော့ဖယ်ပိုင်းတော့ဘေးမထင်းတယ်ဒါပေမဲ့ဈေးချောင်းလာနဲ့ဘယ်လိုပြောမလဲကျွန်တော်တို့လောက်ကြည့်ချင်တာနဲ့ဗတီးထုတ်လိုက်တယ်နော်အဲ့ဒီကနေဝင်တာပဲကျွန်တော်တို့တွေးမိရပါတော့ဒီဟာလေးတွေကိုကျွန်တော်တို့ဒီတိုင်းပြန်ရောက်ရင်တော့ lucky တော်တော်ဖြစ်မယ်ကျွန်တော်တို့တွေးပါဗျာနော်ဈေးကွက်ထဲကတော့ဝင်ကြီးမှပဲသိရပါဒါလေးတွေပတိထုတ်လိုက်တော့လေအသက်ခံဝါတာပဲစကားပြောပါနော်ပတိတွေတော့လာပါတယ်ပန်းကြားလေးပေါ့မော်ရဲမှုပေါ့ဗျာဈေးချောင်ချောင်လေးနဲ့ရအောင်လေးဆိုဈေးများပါဟုတ်ကဲ့ကျေးဇူးပါ